မင်္ဂလာပါခင်ဗျာ YouTube channel လေးဖြစ်တဲ့ Linga Support Channel ကနေကြိုဆိုပါရစေဟုတ်ကဲ့ပါစနေနေ့မှာရှင်းပြကစားကြမယ်ဥရောပလိဂ်ပွဲစဉ်တွေဖြစ်တဲ့ La Liga စပိန်ပွဲစဉ်တွေကိုကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ် La Liga စပိန်ပွဲစဉ်တွေမှာဆို၄ပွဲကစားဆိုတော့၄ပွဲစလုံးညီတို့မောင်းဘော်ဒီရွေးချယ်ပြဆိုပြီးမိမိကြိုက်တဲ့ရွေးချယ်ဆော့ကစားပိုင်ဝင်ရှိပါတယ်ခင်ဗျာနော်ဆိုတော့ကျွန်တော် YouTube channel လေးကိုကြည့်ရှုအားပေးတဲ့ညီကိုတွေလည်းဒါဆော့ကစားရေးလုပ်ပြီးတော့ဒါ share လေးနဲ့လည်းအားပေးကြပါအောင်ခင်ဗျာနော်အဲ့တော့ပထမဆုံးပွဲစဉ်ဖြစ်တဲ့ Celta Vigo နဲ့ Valencia ပွဲစဉ်ကိုကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ် Celta Vigo နဲ့ Valencia ပွဲစဉ်မှာဆိုအင်ကွန်ဖြစ်တဲ့ Celta Vigo ကအစဉ်ကြားခုနှစ် Valencia ကတော့19မှာရှိတယ်ဗျဆိုတော့ Celta Vigo ကနေရော Valencia ကိုကြောက်ထားတဲ့ဘော်ဒီမှာဆိုရှေ့တူကိုအရှုံးပေးရတယ်ရှေ့တူဆိုပြဆုံးရှုံးသေးပဲဖောက်ပေးရတယ်ဘူပေါင်းစီကောင်နှလုံးရှုံးသေးတွေပဲပေးထားတွေ့ရဗျအဲ့တော့အင်ကွန်ဖြစ်တဲ့ဒီ Celta Vigo က Valencia ကိုဒီဈေးတိုင်းပဲကြောပေးရဆိုတော့ကျွန်တော်စဉ်းစားနေတာတစ်ချက်ကဗျ Valencia လည်းကောင်းတယ်နောက်တစ်ခုက Celta Vigo ကလည်းပိုကောင်းတယ်ဗျအဲ့ကျတော့ထိပ်တိုက်တွေ့ဆုံမှုရမှာလဲကိုကနှလုံးထုတ်ဖို့မကြော်ဘူးပေးကိုလည်းနဲ့နောက်ဆုံးကစားရတဲ့ပွဲစဉ်မှာဆိုရှုံးနေထားရဲဆိုပေမဲ့ဒါပေးကိုတွေအများကြီးတော့မတွေ့ရှိတာဘူးဗျနှစ်တင်းတော့အဲ့တော့ကျွန်တော်ကတော့ဒီ Celta Vigo နဲ့ Valencia တို့ပွဲစဉ်မှာဆိုရင်ကျွန်တော်ကိုအောက်ကိုပဲကျွန်တော်ရွေးချယ်ပေးခြင်းတယ်ပေါ့နော်ဆက်လက်ပြီးတော့ပဲနောက်တစ်ပွဲဖြစ်တဲ့ Osasuna နဲ့ဒီ Bilbao ပွဲစဉ်ကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်တယ်ဗျ Osasuna နဲ့ဒီ Bilbao တို့ပွဲစဉ်မှာဆိုရင်အိုခွင့်ဖြစ်တဲ့ဒီ Bilbao ကနေပြီးတော့ Osasuna ကိုရှေ့တူဆိုရင်ပြဆုံးရှုံးသေးရတယ်ပဲရှေ့တူဆိုရင်တိတ်သေးပဲဖောက်ပေးရတယ်ကိုပေါင်းနှလုံးသွင်းတာပြဆုံးရှုံးသေးပေးထားရဗျအဲ့တော့ Bilbao ကအဆင်ပြေရရှိဗျ Osasuna ကစနစ်ဗျနောက်ဆုံးကစားရေးပွဲစဉ်မှာ Osasuna တော်တော်လေးကောင်းခဲ့တယ်အပြီးကြောင့် Bilbao ကတော့တော်တော်လေးရုန်းကန်နေတာတွေ့ရဗျအဲ့တော့ထိပ်တိုက်တွေ့ဆုံမှုရမှာဆိုရှင် Osasuna လေးကတာတယ်အင်ကွင်းမှာနောက်တစ်ချောင်းပြောရမယ်ဆိုဂိုးလေးပေါ်ထားတော့တွေ့ရဆိုရင်ရံပါရံငါလောက်ပဲရှိတယ်ဗျအဲ့ကြောင့်နောက်ဆုံးကစားတဲ့ပွဲစဉ်မှာဆိုရှင် Osasuna တို့အနိုင်ကစားထားတာတွေ့ရတယ်ဗျပြီးကြတော့ဒီ Bilbao ကတော့နောက်ဆုံးကစားတဲ့ပွဲစဉ်မှာဆိုဂိုးပေးတယ်ရှုံးတယ်ဒါလိုမျိုးနဲ့ဖြစ်ကြော်လာတယ်အဲ့ကျွန်တော်ကတော့ဒီနေ့ပေါ့နော်ဒါ Osasuna နဲ့ဒီ Bilbao တို့ပွဲစဉ်မှာဆိုရှင်တော့အင်ကွင်းဖြစ်တဲ့ Osasuna ဘော်ဒီနဲ့ပဲ AS ဆိုပြီးလိုက်ပြီးစုံသားသိချင်တယ်ပေါ့နော်နောက်တစ်ပွဲဖြစ်တဲ့ဗျအန်ရှင်းနဲ့ဒီ Villarreal ပွဲစဉ်ကျွန်တော်ဆက်လက်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်အန်ရှင်းနဲ့ Villarreal ပွဲစဉ်မှာဆိုအိုးဖြစ်တဲ့ Villarreal ရှေ့တူဆိုရင်ပြဆုံးရှုံးသေးပဲဖောက်ပြရတယ်ကိုပေါင်းစီကောင်နှလုံးရှုံးသေးပေးထားတာတွေ့ရဗျအဲ့တော့အစင်စားရက်တူမှုမှာဆိုလို့ရှိရင်လည်းဒါအန်ရှင်းကတော့အစင်စားဒီ6မှာရက်တည်နေပြီးတော့ဗောနော် Villarreal ကတော့ဒီအစင်စား4မှာရှိနေတာတွေ့ရဗျအဲ့တော့ကျွန်တော်ကဘလို့ပဲဖြစ်ဖြစ်ဗျအင်ဝင်ဖြစ်တဲ့အန်ရှင်းရုံးခန့်အားရှိတယ်ဘုံဝင်ဖြစ်တဲ့ Villarreal ကနေပြီးတော့ပြဆုံးရှုံးလေးပဲကြောထားပြီးကိုပေါင်းစီနှလုံးရှုံးသေးပေးထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့အင်ဝင်ဖြစ်တဲ့အန်ရှင်းဘော်တွေကိုကျွန်တော်ကြားညှက်တတ်ပါတယ်နောက်တစ်ပွဲဖြစ်တဲ့ဗျ Espanyol နဲ့ Barcelona ပွဲစဉ်သွားမယ်ဗျ Barcelona ကတော့ပြောစရာမလိုပါဘူးအစင်ကြားတဲ့ Espanyol က9ဗျရုံးကန်အားရှိတယ်ဒီပွဲနိုင်သွားရင်သူတို့ပို့ပြီးကောင်းမွန်လာမယ် Barcelona အတွက်လည်းပို့ပြီးအဆင်ပြေပဲဒါပေမဲ့ Uniform ပြတဲ့ဘော်ဒီမှာတော့ Barcelona တစ်လုံးသေးသေးတစ်လုံးသွင်းကပြဆုံးရှုံးသေးပေးထားတယ်ကိုပေါင်းစီကတော့နှစ်ဖက်ပေါင်းလို့သုံးလုံးပြည့်သွားမယ်ဆိုပြဆုံးရှုံးသေးရနေသုံးလုံးသေးသေးဖောက်တာတွေ့ရတယ်ဗျအဲ့တော့ကျွန်တော်ကတော့ဒီနေ့ဘယ်လိုပဲဖြစ်ဖြစ်အိမ်ဝင်ဖြစ်တဲ့ Espanyol ရော Barcelona ကို short လုပ်လို့မရဘူး Barcelona နိုင်သွားမယ်ဆိုရင်လည်းဒါ1-1ဒါ1-0ကတ်နိုင်သွားတော့ပဲရှိတော့မယ်လို့ကျွန်တော်ခံမှတ်မိပါတယ်တက်ကြွရွေးချယ်ပေးရမယ်ဆိုရင်တော့ Espanyol နဲ့ Barcelona ပွဲစဉ်မှာလည်းကျွန်တော်ကတော့ဒါကျွန်တော်ကြိုက်ခဲ့ရပါတော့ Espanyol body လေးနဲ့ဒါကိုအောက်ကိုပဲကျွန်တော်ဆက်လက်ပြီးတွဲပေးခြင်းတယ်ဗျ။ဘာလို့ဆိုရင်အနည်းဆုံးခံမရလာက1-1 1-1တလောက်လည်းဖြစ်ကောင်းဖြစ်သွားနိုင်တယ်ပေါ့နော်။အဲကြောင့်မို့ကျွန်တော်ရဲ့အကြိုက်ကတော့ဒီနေ့ပွဲစဉ်မှာ Espanyol နဲ့ body လေးနဲ့ပေါ့နော်ကိုအောက်ကိုလည်းကျွန်တော်တွဲပေးခြင်းပါတယ်ခင်ဗျာနော်။ဟုတ်ပါကျွန်တော်ရွေးချယ်ပေးထားတဲ့ La Liga စပိန်ပွဲစဉ်တွေထဲမှာဆိုရင်ပေါ့နော်ဒါ Celta Vigo နဲ့ Valencia ပွဲစဉ်မှာကျွန်တော်ကိုအောက်ကိုကျွန်တော်ရွေးချယ်ပေးထားတာပါ။ Osasuna နဲ့ Bilbao ပွဲစဉ်မှာဆိုကျွန်တော်ကတော့အင်ဝင်ဖြစ်တဲ့ Osasuna body ပြီးအန်ရှင်းနဲ့ဒီ Villarreal ပွဲစဉ်မှာဆိုအင်ဝင်ဖြစ်တဲ့အန်ရှင်း body ဆက်လက်ရွေးချယ်ပေးထားတာပါ။ Espanyol နဲ့ Barcelona လို့ပွဲစဉ်မှာဆိုရင်တော့ကျွန်တော်ကတော့အင်ဝင်ဖြစ်တဲ့ဒီ Espanyol body နဲ့ဒါကိုအောက်ကလေးကိုကျွန်တော်တွဲပေးထားတာလည်းဖြစ်ပါတယ်ဒီပွဲစဉ်တွေကိုညီတို့ကြိုက်မယ်ဆိုရင်တော့မောင်းဘော်ဒီတွဲဆိုရပါတယ်ခင်ဗျာနော်တကောင်းကြပါသေးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ